ဒီမှာဆိုရင်ဒါ VFD ရဲ့ဒီအထဲမှာဘာတွေပါလဲပေါ့ဘာတွေပါလဲဆိုရင် VFD ရဲ့ကကြတော့သူကနာမည်ကသူက variable frequency drive ဖြစ်တဲ့အတွက်ကြောင့်မို့လို့ frequency ကိုပြောင်းပေးတာအဲ့တော့သူကဘယ်လိုပြောင်းပေးရလဲဆိုရင် input က free phase frequency ကိုဒီဘက်ကိုရောက်သွားရင် output ကဘာဖြစ်သွားလဲဆိုရင် variable frequency ဖြစ်သွားတယ် step 30နဲ့ပြောင်းတယ်ပေါ့နော်ပြီးရင်နောက် slide မှာလည်းပါမယ် rectifier DC link inverter ဒီ3နဲ့ပြောင်းပေးတာဒီကတော့ဒီ phase frequency ကနေပြီးတော့မှ variable frequency ဖြစ်အောင်ပြောင်းတာ BFD ကဘယ်လိုလုပ်လဲ BFD ကဘယ်လိုလုပ်လဲဆိုခုနကပြောသလိုပဲ phase frequency ကနေပြီးတော့ variable frequency ဖြစ်အောင်ပြောင်းတယ် rectifier နဲ့ AC ကနေပြီးတော့ DC ရင်ပြောင်းတယ် DC ပြီးရင် DC bus နဲ့ကကြတော့ဒီ ripple ကိုဖယ်တယ် rectifier ကနေထွက်လာတဲ့ဒီ DC ကဟို ripple ပါနေအဲ့ ripple တွေကိုဖယ်တယ်ဖယ်ပြီးတော့မှဖယ်ပြီးသား ripple ဖယ်ပြီးသား DC ကိုမှတစ်ခါ inverter နဲ့ AC ပြန်ပြောင်းတယ်ဒီကထွက်လာတဲ့ AC ဒီ sine wave ဖြစ်တယ်ပြီးတော့ frequency ကလည်းဒီ motor လိုအပ်တဲ့ speed ကိုရရှိအောင်လုပ်ပေးတဲ့ frequency ဖြစ်တယ်ပေါ့နော်3 step အနေနဲ့ဆိုရင်ပထမ step အနေနဲ့ကကြတော့ဒီ AC ကနေပြီးတော့ DC ပြောင်းတာ rectifier ပေါ့နော် power grid ကနေလာတဲ့ဒီ AC voltage ကိုသူက DC ဖြစ်ပြောင်းပေးရပါတော့ဒီ rectifier ဘိုင်းမှာဆိုရင်သူ component အနေနဲ့ဆိုရင်တော့ diode တွေsilicon control SCR ပေါ့နော် silicon control rectifier တွေပါတယ် diode တွေ rectifier တွေကတော့သိတဲ့အတိုင်းပဲသူကcurrent direction တစ်မျိုးတည်းပဲစီးဆင်းအောင်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ AC ကလာတဲ့ဒီ positive နဲ့ negative half cycle ကိုသူကဟိုလို direction တစ်မျိုးတည်းပဲတွားအောင်လုပ်ပေးလိုက်တာပေါ့နော်လုပ်ပြီးပြီးတော့မှ single direction DC voltage ဖြစ်အောင်ပြောင်းတယ် step အနေနဲ့ကကြတော့ခုနကပြောင်းလိုက်တဲ့အဲ့ DC voltage ကိုသူက smooth လုပ်ပေးရပါတော့ ripple ပါနေတဲ့အတွက်ကြောင့်မလို့ smooth လုပ်ပေးရ rectifier ထွက်လာတာ pulsating ဖြစ်တဲ့ unstable DC voltage ဆိုတော့ကို smooth လုပ်ပေးရ smooth လုပ်ပေးတဲ့ဒီမှာဆိုရင်ပါတဲ့ component တွေပါလဲဆိုရင် latch capacitor တွေ inductor တွေပါတယ်ဒီ capacitor လို့ဆိုတာကြတော့ဒီ electrical charge ကိုstore လဲလုပ်ပေးရ discharge လဲလုပ်ပေးရအရာပေါ့နော်အဲ့တော့သူကဒီ passiveပြောရမလဲ reservoir တစ်ခုလိုမျိုးပဲ charge ကို charge discharge ကိုသိချာလုပ်ပေးရ DC voltage ကိုဒီ clean stable flat DC voltage ဖြစ်အောင်ပြောင်းပေးရနောက်ဆုံး step အနေနဲ့ကကြတော့ဒီ inverter ပေါ့နော် inverter အဆင့်ပေါ့အဲ့ဒီ DC ကိုတစ်ခါ AC ပြန်ပြောင်းတယ် AC အခုဒီ AC ကိုပြောင်းတဲ့နေရာမှာသူက IGBT တို့ဒီ high speed electronic switches တွေကိုသုံးပြီးတော့မှ switching time ပေါ့နော်သူ့ရဲ့ D လို့ရှိရဲ့ duty cycle လို့ရှိရဲ့ D ကိုသူ power switch modulation ဆိုတဲ့ method နဲ့ပေါ့နော် switching time ကိုပြောင်းပြီးတော့မှဒီ AC wave ဖြစ်အောင်ပြန်ပြီးတော့ပြောင်းတာပေါ့နော် inverter ရဲ့အလုပ်ပုံကိုတည်ရသူတွေဆိုတည်ကြမှာပေါ့နော်အဲ့တော့ power switch modulation ဆိုတာပါလဲပေါ့ power switch modulation နဲ့ဒီပြောင်းလိုက်တဲ့ဒီ voltage ပေါ့နော်ဒီ inverter ကနေပြောင်းလိုက်တဲ့ voltage လုံးဝ sine wave လုံးဝ purely sine wave အဲ့လိုလားဆိုတော့မဟုတ်အမှန်တကယ်ကကျတော့ဒီ DC voltage တိလေးတွေလို့စုထားတဲ့နော် DC pulse လေးတွေစုထားတဲ့series light ဒီလိုမျိုးဒီလို sine wave ပုံစံမျိုးထင်ရတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီကနေပြီးတော့မှသူက frequency နဲ့ voltage နဲ့ဘယ်လို control လုပ်မှာလဲပေါ့ဒီ pulse cycle လေးတွေက positive ကပြီး negative ဘယ်လိုမျိုးမြန်ပြောင်းလဲနေလဲပုံမှာမတည်ပြီးတော့မှ output frequency ကို control လုပ်တယ်နောက်ပြီးတော့ pulse လေးရဲ့ဒီ width ပေါ့နော်အလျားကိုထိန်းချုပ်ပြီးတော့မှသူကvoltage ကို control လုပ်တယ်ပေါ့နော်ဒီကနေပြီးတော့မှသူက frequency နဲ့ voltage ကိုဒီ motor ကလိုချင်တဲ့ desire speed ရအောင် control လုပ်တာပါ variable frequency drive ကိုပေါ့နော်ဘယ်နေရာမှာသုံးလဲဆိုတဲ့ဟာကိုပြထားပါတော့pan control fast speed control conveyor system HVAC equipment industrial motor panel စသဖြင့်ပေါ့နော်ဒီကတော့ဒီ motor တွေ AC motor တွေရဲ့ဒီ speed ကိုဒီက control လုပ်ချင်တယ်ခုနပြောခဲ့သလိုပဲ speed ကို control လုပ်ချင်တယ်ဘာနဲ့လုပ်ပါလဲ frequency နဲ့ voltage နဲ့ကိုပြောင်းပြီးတော့မှ control လုပ်ချင်တဲ့နေရာမှာသုံးပါတယ်ဒီနေ့အတွက်ဗီဒီယိုကတော့လောက်ပါပဲနောက်ထပ်လည်းဒီဘုဒ္ဓရှိမဲ့အားလုံးလည်းသိချင်မဲ့ဒီနေ့စနေပတ်သက်တဲ့ဘုဒ္ဓတိုင်းနဲ့ပြန်လာခဲ့ပါအောင်မယ်တတား